မိတ္တဟာယကိုကျွန်တော်တို့ဒီနေ့ကနေစပြီးမှခွင့်လစ်ကြောင်းကိုကျွန်တော်တို့ကြီးညာပါတယ်လို့ဒီမိတ္တဟာယဘောလုံးပြန်ပွဲခြင်းကကျွန်တော်တို့ရဲ့မေတ္တာအခြေခံပြီးမှကစားမယ်အစီအစဉ်လည်းဖြစ်တယ်တယောက်နဲ့တယောက်အတင်းတော်တစ်ပါးနဲ့တစ်ပါးမိတ္တဟာယဖြစ်ခြင်းကိုအခြေပြုတဲ့ကစားခြင်းလည်းဖြစ်ပါတယ်လို့ဒါကြောင့်တခါခါကျွန်တော်တို့စိတ်ထဲမှာစိတ်လောတာတော့ရှိပေါင်းရှိမယ်ဒါမဲ့ဒီအရာပေါ်မှာမကြည့်ပဲနဲ့ပေါ့နော်အားလုံးဝမ်းမြောက်ဝမ်းသာစွာနဲ့ကစားနိုင်ဖို့ရန်အတွက်အဓိကဖြစ်ပါတယ်လို့ဒီအရာပေါ်မှာကျွန်တော်တို့ဒီအားကစားကိုစတင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအစီအစဉ်တစ်လျှောက်လုံးပေါ်လေဘုရားရှင်လက်တော်ထဲမှာဆက်အနံပြီးမှကျွန်တော်တို့ကစားသွားဖို့ရန်ဖြစ်ပါတယ်ဒါကြောင့်ဒီအစီအစဉ်နဲ့သူကစားခြင်း2023အသင်းတော်မြန်မာအသင်းတော်များပေါင်းစုံမိတ္တာယဘလုံးကစားပွဲအစီအစဉ်ကိုတရားလက်တော်ထဲမှာစက္ကပ်ဒီမှာအစာပြုဖို့ဖြစ်တဲ့ကြောင့်ဒီအစီအစဉ်ကိုဆရာတော်ကျော်မင်းဖေကနဲ့စက္ကပ်စီတောင်းပြီးမှကျွန်တော်တို့အစာပြုကြမှာဖြစ်ပါတယ်အနန္တတကုန်းကြီးပြည့်စုံ၍သာသမီတို့ကို